ကလေးထိန်းမိမကမိဖျောင်းရီကိုမိမရဲ့လက်ပင်ပေါ်ကိုစီတောင်းလိုက်တယ်မိမကနာကျင်မှုကိုခံနိုင်ရင်အိတ်နေတယ်လို့ဟန်ဆောင်နေခဲ့တယ်ထို့နောက်ကလေးထိန်းကသူမကိုတင်းတင်းကြပ်ကြပ်လက်ဖြင့်ရိုက်ခတ်လိုက်တယ်ဒါပေမဲ့အမျိုးသားကရက်တန့်စီပြီးငါမိမရဲ့ပိုင်ဆိုင်မှုမရသေးဘူးလို့ပြောလိုက်တယ်ပြောပြီးတာနဲ့ကလေးထိန်းကိုအခန်းထဲကဆွဲထုတ်သွားတယ်အဲ့ဒီအချိန်မှာမိမကလည်းမျက်စိဖွင့်လာပြီးသူတို့နှစ်ယောက်ကိုလက်စားချမယ်လို့ဆုံးဖြတ်လိုက်တယ်နောက်နေ့မှာမိမကကလေးထိန်းကသူမရဲ့ဈေးထဲမှာအစိတ်ထည့်ထားတာကိုတွေးလိုက်တယ်ထို့နောက်ဈေးကိုသူမအခန်းထဲသို့ယူသွားခဲ့တယ်ဒါပေမဲ့အချိန်တစ်ခုမှာအခုဈေးမတောက်ချင်သေးဘူးလို့ပြောလိုက်တယ်ဒါကြောင့်ကလေးထိန်းကအင်အားဖြင့်စိတ်တိုက်ရန်စူးစမ်းခဲ့ပေမဲ့မိမကညှင်းဆန်ခဲ့တယ်မိမကသူမရဲ့လက်ကောက်ဟာဘလို့မှကလေးထိန်းရဲ့လက်မှာရောက်နေတာကိုအံ့ဩနေခဲ့တယ်ဒါပေမဲ့ကလေးထိန်းကကိုယ်တိုင်ဝယ်ထားတာပါလို့လိန်ပြောခဲ့တယ်ထို့နောက်သူမကိုထပ်မံစိတ်တိုက်ရန်စူးစမ်းနေချိန်မှာအောက်ထပ်တကားကိုတယောက်ရောက်လာထိုးခဲ့တယ်ကလေးထိန်းကတကားဖွင့်ကြည့်တော့လျှက်စစ်ပြုပြင်သူ၃ယောက်ရောက်လာတာကိုတွေ့လိုက်တယ်။အဲ့ဒီထဲကတယောက်ကလှုပ်ဝက်စွာမိမရဲ့အခန်းထဲကိုဝင်ပြီးသူမရဲ့ပါးစပ်ကိုပိတ်လိုက်တယ်။အဲ့ဒီအချိန်မှာမိမကသူ့ရဲ့ဟောင်းတူကိုတီးလိုက်တယ်။မိမကကလေးထိန်းနဲ့ခင်မုန်းကသူမကိုလိမ်လည်ပစ်ခတ်နေကြောင်းပြောပြခဲ့တယ်။ဒါပေမဲ့ဟောင်းတူကသွေးဆန်းသက်ချက်အစီရင်ခံစာကိုထုတ်ပြပြီးသူမကိုပေးလိုက်တယ်။အဲ့ဒီအခါမှာသူမကခင်မုန်းကတစ်နှစ်လုံးအစိပ်ပေးနေကြတာကိုသိလိုက်ရတယ်။ထို့အပြင်ဟောင်းတူကမင်းအတွက်ဒေါ်လာ1 ဘီလီယံအာမခံဝယ်ထားတာ10နှစ်လောက်ရှိပြီးမင်းကိုငွေအတွက်ပဲလက်ထပ်ခဲ့တာလို့ပြောလိုက်တယ်။အဲ့ဒီအခါမှာမိမကအကြောင်းအရာအလုံးကိုနားလည်သွားခဲ့တယ်။ဟောင်းသူကသူမကိုဆေးရုံသို့ခေါ်သွားဖို့ဆုံးဖြတ်ပြီးအောက်ထပ်ကိုဆင်းသွားကသူ့လူတွေကိုကလေးထိန်းကိုမူးအောင်လုပ်စီခဲ့တယ်ထို့နောက်မိမကိုခေါ်ပြီးအားလုံးရဲ့လက်ရတက်တွေကိုဖျက်ပစ်ဖို့စီစဉ်ခဲ့တယ်။ဟောင်းသူကခင်မုန်းကိုအပြစ်တင်စေချင်ခဲ့တာပါ။ခင်မုန်းအိမ်ပြန်ရောက်လာချိန်မှာပုံမှန်လိုပဲကလေးထိန်းကိုရေးထည့်ပေးဖို့ခေါ်လိုက်တယ်။ဒါပေမဲ့မြေပြင်ပေါ်မှာတွေးတွေပြည့်နေတာကိုတွေးလိုက်တယ်။သူကချက်ချင်းစက်ကူဖြင့်တွေးကိုတုပ်ရှင်းလိုက်တယ်။အဲ့ဒီချိန်မှာပဲရဲတွေရောက်လာပြီးသူကိုချက်ချင်းဖမ်းဆီးလိုက်တဲ့နောက်ပိုင်းမှာအိမ်ထဲမှာသူ့အပြစ်အတွက်တပ်တွေအားလုံးကိုရှာတွေ့ခဲ့ကြတယ်။သူကငါဘာမှမလုပ်ဘူးလို့ပြောခဲ့ပေမဲ့တပ်တွေရှိမှမရှင်းပြနိုင်တော့ဘူး။3 လခန့်မတိုင်မီကမိမကသူမရဲ့ပိုင်ဆိုင်မှုအားလုံးကိုခင်မုန်းစီလွှဲပြောင်းပေးခဲ့တယ်။ဒါပေမဲ့ပိုင်ဆိုင်မှုရပြီးတာနဲ့ခင်မုန်းကကလေးထိန်းနဲ့အတူတကွဖြစ်ပြီးချက်ချင်းမိမကိုကွာရှင်းကျင်ခဲ့တယ်။နောက်ဆုံးမှာမိမကစိတ်မကောင်းစွာနဲ့တိတ်ဆုံးသွားခဲ့တယ်။ဒါပေမဲ့ခဏကြာမှသူမမျက်စိဖွင့်လိုက်တော့တစ်နှစ်မတိုင်ခင်အချိန်ကိုပြန်ရောက်နေခဲ့တယ်။ဒီတစ်ချိန်မှာတော့ခင်မုန်းနဲ့ကလေးထိန်းကိုအပြစ်ပေးမယ်လို့ဆုံးဖြတ်လိုက်တယ်